ရုပ်ချိုချိုနဲ့ကောင်လေးတွေဈေးဝယ်လို့ရှိရင်ဆိုင်ပိုင်ရှင်တွေကဈေးပူပြောကြတယ်ပေါ့နော်ယောက်ျားလေးတွေဈေးသွားဝယ်လို့ရှိရင်တချို့ဆိုင်တွေကဈေးကိုပူပြောတယ်ပေါ့နော်ကိုနေ့ကဆိုရင်ကျွန်တော်ငပြောသေးသွားဝယ်တယ်ပုံမှန်ဈေးက9000ကျွန်တော်9000ကိုပြောတယ်ဒါပေမဲ့ကျွန်တော်မဝယ်ခဲ့ပါဘူးတခြားဆိုင်မှာသွားဝယ်တယ်အဲ့တော့ဒီနေ့လဲဘယ်ဆိုင်တွေကဈေးပူပြောမလဲပေါ့နော်ဒါ Sunday ပိတ်ရက်ဆိုတော့ဈေးဝယ်ထွက်ပါမယ်ဖျားပန်းဘယ်လောက်လဲခင်ဗျာညာဒီဘက်ကတိုးလေးတွေ2000မှာမသိမှာပါဒါပြန်မှဝင်လိုက်မယ်မဲ့ဟုတ်ဘုံဘက်ခိုင်ဒီဘယ်စီမယ်မိုင်းမဲကလေတော့မှမသိဘူး။ဘာတရားလုံးလေးရမှာလဲကျက်သားဘယ်လောက်လဲကျက်သား30သား5000 40သား5000ပေါင်းလိုက်ဟောထည့်တယ်ဘာသားလိုက်ကြည့်ကျက်သားဘယ်လောက်လဲခင်ဗျာဝိပါ1500ရေမော2000 30သား5000 60သားကျက်သားဘယ်လောက်လဲခင်ဗျာ2000လေးပေါင်း30သားကို30သား6ရှင်ဘောက30သားယူ66ပေါင်ညာ30သား5000အကောင်လေးက900 3ကျောင်းနဲ့ထောင်ပါဟိုဘယ်လောက်လဲဘောဘီကိုလေး1200ပါထောင်တန်လေးတွေဘယ်လောက်လဲခင်ဗျာဝိဒါလေးက2500စီးကြီးဒီဟာအဝါရောဝါလေးတဲ့ဒီပဲလေအဲ့တော့ပေါ့နော်ကျွန်တော်ဆိုင်3ဆိုင်လောက်မေးကြည့်လိုက်တဲ့အချိန်မှာပထမဆိုင်က30သား5ဒုတိယဆိုင်ကလည်း30သား5တတိယဆိုင်ကကျ30သားကို6000ပထမဆိုင်ကတော့ကျွန်တော်အရင်လဲဝယ်နေကြဖြစ်တယ်ဝယ်ဘူးတဲ့ဖြစ်တဲ့အတွက်မလို့ကျွန်တော်ပထမဆိုင်ပဲဝယ်လိုက်တယ်ဒုတိယဆိုင်ကကြတော့အရင်တစ်ခါဝယ်ဘူးတယ်ဒါပေမဲ့ဈေးကတော့မှန်ပြီမဲ့၄ချိန်နေတယ်ပထမဆိုင်တော့အလေးကိုဒီပေါင်နဲ့၄ချိန်ပို့မပေးဘူးတတိယဆိုင်ကတော့ကျွန်တော်ဒါတိတ်ဝယ်နေကြမဟုတ်ဘူးတခါမှလည်းမဝယ်ဘူးဒါပေမဲ့30သား6000ပေါ့နော်ယောက်ျားလေးဈေးလာဝယ်လို့ရှိရင်ဒါသူတို့ပို့ပြီးတော့ကိုဈေးပို့ပြီးတော့ပြောကြတယ်ပေါ့နော်ဘာဖြစ်လို့လဲတော့မသိအဲ့ဒါကြောင့်မလို့လေအိမ်ဒီမှာကယောက်ျားလေးဈေးမဝယ်နဲ့အမျိုးသမီးတွေပဲဈေးဝယ်ကြမယ်ဆိုပြီးတော့အမျိုးသမီးတွေပဲဈေးဝယ်ထွက်တာများတယ်ပေါ့နော်ပြီးတော့ဖျားပန်းဆိုလဲအဲ့လိုပဲပထမဆိုင်ဆိုရင်2500ပြီးတော့ကျွန်တော်မဝယ်ဘူးပြန်ထွက်သွားမယ်လို့လည်းလို့ကြာ2000ဖြစ်သွားတယ်ဒုတိယဆိုင်ဆိုရင်3500 3000တတိယဆိုင်ကတော့2500 2000ဒါပေမဲ့လည်းကျွန်တော်ကအရင်တစ်ခါလဲဝယ်နေကြလူဖြစ်တဲ့အတွက်ကြောင့်မလို့သူက2000နဲ့ပဲပေးလိုက်တယ်ပေါ့နော်ပါဝင်တဲ့အစီးဒီဖျားပန်းအစီးရေကဆိုရင်နောက်ဆုံးဆိုင်ကဆိုရင်ပိုးတောင်များသေးတယ်ဖျားပန်းအစီးကကြီးတယ်ရှေ့ရဆိုင်တွေကြီးတယ်ဒါကြောင့်မလို့ဒါယောက်ျားလေးဒီဈေးဝယ်ထွက်လို့ရှိရင်ဈေးပို့ပြီးတော့ပြောကြတာဆိုတာကျွန်တော်လက်တွေ့မြင်လိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲတော့ကျွန်တော်မသိဘူးခင်ဗျ